အယက်သမားအမှားတစ်ထောင်အယက်သီးစားတောက်စားလို့ရှိရင်ဟုတ်ပြီတောက်ချင်လို့တောက်တယ်လို့လည်းပြောကြတယ်တချို့ကလည်းတောက်ချင်လို့တောက်လဲနောက်ဆုံးမှာအယက်ကြောင့်မို့လို့ဒီလူဟာဘာဖြစ်လာလဲဆိုအသေးကိုဒုက္ခပြီးတော့ကျမကြီးထိခိုက်သွားတယ်လေမွေးစေဝါဆိုတာလည်းထုတ်အသိဉာဏ်တွေထိခိုက်တယ်ကျမကြီးထိခိုက်တယ်စီးပွားရေးထိခိုက်တယ်နောက်ဆုံးမှာအသက်ယောဂနဲ့ပဲဒုက္ခရောက်သွားတာဒီလိုနဲ့ဒုက္ခရောက်တဲ့လူတွေအများကြီးပဲလေအမှဒီမှာလည်းကိုအများကြီးပဲရှိတယ်အဲ့ဒီလူဟာတွေကိုမသိဘူးလားမသိလို့လှုပ်ထားလားဆိုသိပါကိုရှေ့သွားတဲ့လူတွေတပုံကြီးပဲတပုံကြီးပဲမသိလို့လှုပ်ထားမဟုတ်သိနဲ့လှုပ်နေတာအဲ့ဒါကိုပြောတာမြတ်စွာဘုရားစဉ်းစားဉာဏ်မရှိတဲ့လူတွေဟာတဲ့ကိုယ်တိုင်ကိုယ့်ရဲ့ရန်သူလုပ်ပြီးကိုယ်အောက်တန်းနောက်တန်းကြပြီးဆင်းရဲဒုက္ခရောက်မဲ့အလုပ်တွေကိုယ်တိုင်လုပ်ကြတာပဲကိုယ်တိုင်လုပ်ထားလေကိုယ်တိုင်လုပ်တဲ့ပြစ်မှုတွေကိုခံနေရတာပဲထောင်ထဲရောက်ပြီးဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဘယ်သူလုပ်ကိုယ်တိုင်လုပ်တာကိုယ်တိုင်လုပ်လို့ခံရတာလေဆိုးကျိုးကိုပြီးမဲ့အလုပ်တွေကိုယ်တိုင်လုပ်တာအဲ့ဒါကြောင့်မြတ်စွာဘုရားတတိပေးတာကိုဟာကိုယ့်ရဲ့ရန်သူမဖြစ်စေနဲ့ကိုကတော့ကိုမိတ်ဆွေလူထင်းနေတာပဲဒါပေမဲ့လို့ကိုလုပ်တဲ့အလုပ်ကကိုယ်ဒုက္ခပေးတဲ့အလုပ်ဖြစ်